အမီရောကျော်မွေနဲ့ငါတားကြီးရှောင်းလန်းနိုင်ပါသေးတဲ့တားရည်တဲ့မမီကတားလေးနှစ်ယောက်ကိုကြည့်ပြီးအမြဲတမ်းအားတင်းထားပါတယ်တဲ့တခါတလေတဲ့မမီအားလုံးကိုလွတ်ချလိုက်ခြင်းပြီတဲ့မမီအရန်ပင်ပန်းနေတားရဲ့တဲ့ဘာဖြစ်လို့လဲဆိုရင်အစင်မပြေမှုတွေရောအမေမအဲ့လိုတွေကြုံတဲ့အခါမှာဆိုရင်တဲ့မမီအမြဲတမ်းအားတင်းထားတယ်တဲ့အမေကသူများပေါ်မှာကောင်းသလားအမေပေါ်မှာမကောင်းတဲ့လူတွေတချို့ကြောင့်ရဲ့တဲ့လုပ်ငန်းတွေအစင်မပြေဘူးငွေတွေရက်တည်နေတဲ့အချိန်ဆိုအမေအရန်ပင်ပန်းဆုံးပါပဲတဲ့ညက်ရည်ကြပြီးတော့အမေစိတ်သက်တွေကြာတိုင်းငါမှငါတားလေးနှစ်ယောက်ရှိသေးတယ်ဆိုတဲ့စိတ်နဲ့အမေကအမြဲတမ်းကြိုးစားပြီးရှင်သန်နေတာပါတားရည်တဲ့အမေသားတို့ပေါ်မှာတာဝန်ကြီးတယ်နော်တဲ့ဒီလောက်ထိမပြည့်စုံခင်ဘဝအချိန်ကလေးကလည်းအမေသားလေးတွေကိုမျက်နှာမငယ်ရအောင်အမေကအမြဲတမ်းထားပေးခဲ့တယ်တဲ့အမေဘလောက်ပဲပြင်ပန်းပါစီတားရည်တဲ့အမေသားတို့အတွက်ဆိုတဲ့စိတ်နဲ့အမေအမြဲတမ်းရှင်သန်နေပါတယ်တဲ့အမေကိုချစ်တယ်အမေကိုတနာတယ်ဆိုရင်အမေပင်ပန်းနာတွေကိုတားလေးတွေတိတယ်ဆိုရင်တဲ့သားတို့ကစာပဲကြိုးစားပြီးနော်တဲ့တားရည်တဲ့စာတက်မှငွေရှိမှဂုံရှိမှလူရဝင်တဲ့ခစ်ကြီးမှာအမေမသေးခင်လေးအမေသားတွေလိမ္မာတယ်ထူးချွန်တယ်ဆိုတာဟောဒီအမေလေးသိရရင်အမေကသိပြောပါပြီတားရည်တဲ့သားတွေကိုအရန်ချစ်တယ်သားတွေကဘာမှမမျှော်လင့်ဘူးပညာတတ်ကြီးတွေဖြစ်ရင်အမေကဘလောက်ပဲပင်ပန်းခဲ့အမေလုတ်ပြီးခဲ့ရတာတွေကျင်တတ်တယ်တဲ့အမေကိုင်းတဲ့ဖုန်းလေးက3 သိန်းတော့မကျော်ပေမဲ့အမေသားတွေအတွက်ဆိုရင်တဲ့ဘလောက်ပဲဈေးကြီးအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲကိုင်းစီချင်တာတဲ့အမေသားတွေအတွက်ဆိုတဲ့စိတ်နဲ့အမေကအများကြီးရှင်သန်ခဲ့ပါတယ်တားရဲ့တဲ့အကောင်းဆုံးတွေပဲအမေကဝယ်ပေးလိုက်တာပါနော်တဲ့ချစ်ရတဲ့အမေသားလေးမွေးနေ့လေးမှာပျော်ရွှင်ပါသေးတဲ့အမေရင်ထဲကနေနှစ်နေအောင်ချစ်ရတဲ့အမေသားလေး2ယောက်ရည်တဲ့မမေကိုချစ်ရင်စာကြိုးစားနော်တဲ့အမေစကားကိုနားထောင်နော်တဲ့ချစ်တဲ့အမေသားလေးတွေတဲ့အမေကပြောလိုက်တယ်နော်သူတို့ဘလောက်ပဲအမေပင်ပန်းပါစေသူတို့ကိုင်းတဲ့ဖုန်းတွေက2 သိန်းကျော်3 သိန်းပဲဖြစ်နေတားတို့တော့အကောင်းနေပဲအမေကမိဘမြစ်တာဆိုတော့စင်စီကျင်တာသားနော်ပြောလာညီလေးဒီလိုလေးအမေကအမေမြစ်တာတွေကခံစားရလားခံစားရတယ်နော်မိမိကိုတခုခုရင်ထဲကနေဘာတွေပြောချင်လဲ လို့ပဲပြန်လာတော့ဒါတစ်ဖက်ပြန်လုပ်ကြည့် တာတဖန်ပြန်လုပ်ကြည့်မယ်တာအခုစာရေးကြိုးစားနေရအမေတို့တော့ပဲဖြစ်ရမယ်နော်အမေဖြစ်စီခြင်းနဲ့ဂုံရွာတဲ့တားလေးဖြစ်အောင်ကြိုးစားရမယ်နော်ဟုတ်ပြီတခြားမိမိကိုဘာမှကျင်သေးလဲအမေကိုတွေ့ကျင်တယ်တပလူထင်းလဲအမေတွေ့ကျင်တာလားတကယ်တွေ့ကျင်လားအမေကိုတွေ့ရင်ဖတ်နိုင်မှာလားအားရပါရကြီးတန်းနောက်ကိုလှည့်ကြည့်လိုက်ဘယ်သူထင်းလဲတန်းနောက်မှာဘယ်သူထင်းလဲအမေဖြစ်နိုင်လားအမေများအယုတ်လေးကနေခုကြည့်နေမလားမသိဘူးတပလူထင်းလဲဒီအယုတ်လေးတွေတော့ဘယ်သူထင်းလဲအဲ့ဆိုလှည့်ကြည့်မလားတားကြည့်ကျင်တဲ့ရုပ်လှည့်ကြည့်ဒါမှမဟုတ်ရင်တာအမေတားတိနိုင်တဲ့အရာလေးတစ်ခုတားကိုလုတ်ပြပါလားဆိုအဲ့လိုလေးပြောကြည့်ပါလားအဲ့ဆိုအမေကအယုတ်ထဲကရှိရင်လုံရင်လုတ်ပြမှာအဲ့လိုလေးပြောကြည့်မလားရပန်းစီလေးခဏတားထင်းတဲ့လူလိုက်လဲလက်ဥကမပြောဘူးတားတော့ဒါမှမဟုတ်တားလူလေးပြောပြီးတော့အမေကိုလောက်ခိုင်းကြည့်ကျင်လဲရတယ်အဲ့လိုလေးရွေးကြည့်မလားဘယ်သူထင်းလဲအမေရော